စီးလိုက်အိုရှင်ဝေါ်ကိုအခုတစ်ခေါက်တော့ဘေဘီလေးနဲ့အတူတူရောက်ခဲ့ပါပြီအရင်ကတော့ဒယ်ဒီနဲ့မမီနှစ်ယောက်ထဲသွားတာပေါ့နော်ဘေဘီလေးရဲ့မမီရဲ့ဒယ်ဒီရဲ့ဘန်ကောက်ကစီးလိုက်အိုရှင်ဝေါ်ကိုသွားကြတယ်ဘေဘီကအစမှအိပ်ပျော်နေပြီးတော့အထက်ရောက်တော့နိုးလာပါပြီဒီဘန်ကောက်စီးလိုက်အိုရှင်ဝေါ်ထဲမှာဆိုရင်စိတ်ဝင်စားစရာတွေအများကြီးရှိပြီးတော့ကလေးတွေအတွက်လည်းအရန်ကိုသွားဖို့တင့်တော်တဲ့နေရာလေးမို့ဘာရှိကလေးဆိုတာကိုလိုက်ကြည့်လိုက်ကြရအောင်ဘီဘီဆိုရင်စပြီးတော့အထဲကိုရောက်တဲ့ကအရန်ကိုစိတ်ဝင်စားတာပါဒီထဲမှာဆိုရင်ရှေးအောက်တတဝါမျိုးစုံကြီးတေးအမျိုးအစားအစုံကိုတေးချာလေးလှလှပပပြသထားတဲ့အတွက်ကြောင့်မလို့ဘန်ကောက်ကိုရောက်ရင်ဘေဘီလေးတွေကိုမဖြစ်မနေပို့ပေးရမယ့်နေရာတစ်ခုပဲဖြစ်ပါတယ်ခုဆိုရင်တော့ baby က lobster အရှင်တွေကိုသူမမြင်ဘူးပေါ့နော်အဲဒါကြောင့်မလို့သူ့ကို lobster တွေကိုတခြားလေးပြဖြစ်တယ်ပြီးတော့သူတခြားဒီပင်လယ်ငါးလေးတွေဆိုရင်လည်းသူမမြင်ဘူးတာတွေအများကြီးပဲပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီပင်လယ်ငါးအမျိုးအစားတွေကရေငန်ငါးအမျိုးအစားတွေဆိုတာဒီအလွယ်တကူတွေ့ရဖို့မလွယ်ကူတဲ့အတွက်ဒီစီးလိုက်အိုရှင်မှာအိုရှင်ဝေါ်ထဲမှာဆိုရင်ကွာတိတိကျကျပြသထားတဲ့အတွက်ဘေဘီလေးတွေလည်းတိတိကျကျအေးဆေးလေးနဲ့ကြည့်ရှုလို့ရတယ်အရန်လဲစိတ်ဝင်စားရတယ်သူတို့ကန်တစ်ခုချင်းမှာဆိုလဲဒီရေရောက်အပင်လေးတွေ coral လေးတွေနဲ့အလှဆင်ထားအရန်ကိုမျက်စိပတာသားဖြစ်တယ်ကွာအဲ့တော့ဘေဘီလေးတွေဆိုလဲအရန်ကိုစိတ်ဝင်စားတယ်ဒီရေအောက်တတဝါလေးတွေရဲ့အလေးအကျင့်လေးတွေအမှုအကျင့်လေးတွေကိုသူတို့လေ့လာခွင့်ရတယ်ပေါ့နော်ဒီထဲမှာဒါကတော့ဒီစီလက်အိုရှင်ဝေါ်တွေကိုဝင်သွားရင်တွေ့ရမယ့်ဒီမှန်ပေါင်းလေးတွေကန်လေးတွေအနေထားလေးတွေပေါ့နော်ဒါဆိုရင်အခုဆိုရင် sea horse လေးတွေထားတဲ့နေရာကိုရောက်လာပါပြီsea horse ကိုအမျိုးအစားမျိုးစုံပြသထားပါတယ်ဒီ sea horse လေးဆိုအရန်လှတယ်အရန်လည်းချဖို့ကောင်းတယ်ဒါဟာကြီးဆိုရင်တော်ရုံတန်အောင်မြင်တွေ့ဖို့ခက်တယ်ပေါ့နော်ကိုလေးဆိုရန်ကုန်မှာနေရတွေ့ဖို့ခက်ခဲတယ်ဒီမှာကျတော့ baby လေးတွေအဲ့လိုမျိုးလှိုင်ကူလေးလိုပေါ့နော်လုပ်ပေးထားတယ်ဝင်ပြီးတော့ဆော့တဲ့နေရာလေးတွေလည်းရှိရယ်အရန်ပျော်တယ် baby လေးတွေအရန်ပျော်တဲ့အတွက်ဘန်ကောက်ကိုရောက်ရင်ဒီနေရာလေးကိုပို့ပြအောင်ပို့ပြီးနော်ဒီညကတော့မမီတို့ဒယ်ဒီတို့အကြိုက်ဆုံးနေရပေါ့နော်လူအရက်2ပြန်3ပြန်လောက်မြင်တဲ့ကန်အကြီးကြီးပဲငါးတွေအဝါကြီးအကြိုက်ကြီးပေါ့နော်ဓာတ်ပုံရိုက်လို့လည်းရမ်းလာတယ်ကဲအခုဆိုရင်တော့ဒီ shed တွေထားတဲ့နေရာနားကိုရောက်လာပါပြီဘေဘီကတော့အရန်ပျော်ပြီးတော့ဆော့နေရပေါ့နော်ဟိုနေရာသွားဆော့ဒီနေရာသွားဆော့ထုံးစံတိုင်းပဲဒီအရွယ်ကလေးလေးတွေဆိုတာကအရန်ကိုဆော့ကြတဲ့အတွက်မမီကတော့ဟိုဆွဲရတာပေါ့နော်ပြီးတော့ဘေဘီအတွက်ဘူးတိုက်ရမယ့်ငါးလေးတွေသူတို့တေချာပြပေးရတာပေါ့နော်ငါးလေးတွေကဘာလုပ်နေလဲဘယ်ကိုသွားနေလဲပြီးတော့ဒါဒီမှာဆိုရင်ဘေဘီတို့အကြိုက်ဒီနီမိုငါးလေးတွေပေါ့နော် clown fish လေးတွေညာကြီးပဲရမ်းချစ်ဖို့ကောင်းဘေဘီလေးလည်းအရန်သဘောကျတယ်ဒီနေရာလေးကိုလေပြီးရင်တခြားဘက်မှာဆိုလဲတခါမှမမြင်ဘူးတဲ့လိုမျိုးငါးမျိုးစိတ်ထူးထူးဆန်းဆန်းနေလည်းအများကြီးရှိသေးတယ်